Namo Tata Bhagavato Arhato Dhamma Buddha Buddha Nang Ziwitata Nadeka Kinasi Aundarayo Katung Tatami Hotu Adita de Buddha Bhagavato Abadi Hedanyana Anagata de Buddha Bhagavato Abadi Hedanyana Yeso Banade Buddha Bhagavato Abadi Hedanyana Imehi Tihi Damehi Tamanagatata Buddha Bhagavato Bhavang Kaya Kamanyana Bube Kamanyana Nubari Wodang Bhavang Wazi Kamanyana Bube Kamanyana Nubari Wodang Bhavang Mano Kamanyana Bube Kamanyana Nubari Wodang Imehi Sahi Dhamehi Tamanagatata Buddha Bhagavato Nati Sanata Hani Nati Dhamadi Dhanaya Hani Nati Viriyata Hani Nati Vipadanaya Hani Nati Tamadikta Hani Nati Vimodiya Hani Imehi Dwaratahi Dhammehi Tamanagatata Buddha Bhagavato Nati Dhawa Nati Rawa Nati Apudang Nati Vegayi Dadang Nati Abhyavadamano Nati Abadi Thinkharu Bikha Imehi Acharadahi Dhamehi Tamanagatata Buddha Bhagavato Namo Tattana Thammasambuddhana Nati Tathagata Kaya Dusaridang Nati Tathagata Vasi Dusaridang Nati Tathagata Mano Dusaridang Nati Aditande Buddha Bhagavato Patihedanyana Nati Anagatande Buddha Bhagavato Patihedanyana Nati Pisopanande Buddha Bhagavato Patihedanyana Nati Tavankaya Kamanyana Bube Kamanyana Nanubari Wodang Nati Tavamwazi Kamanyana Bube Kamanyana Nanubari Wodang Nati Tavamano Kamanyana Bube Kamanyana Nanubari Wodang Imam Dharana Midang Adamang Tava Tattana Dana Linang Tandara Bhaya Vidanang Ekang Mahadesa Imam Ananda Dharana Paridang Dharehi Wasehi Badiposahi Tata Kaye Vidang Nagameya Urage Nalegeya Egi Nadeheya Nanavaya Wiko Na Eka Harago Na Diharago Na Diharago Na Zatu Harago Na Omadagam Na Mulagam Manudehi Amanudehi Na Hinaga Tang Dharana Paridang Yathagadamang Zalo Mahazalo Zalidi Mahazalidi Boge Aboge Thamadi Mahazambadi Utingami Tamingalang Imanko Panananda Dharana Paridang Tata Tatati Thammasambuddha Kodihi Vadidang Wude Awude Ganawe Aganawe No me no me dewe Kaye akaye dharani adarani Eili meili daily meili yorukhe mahayorukhe Utingami tamingalang Imanko Panananda Dharana Paridang Nawa Nawudiya Thammasambuddha Kodihi Vadidang Dejila Dandila
မန္တိလာရောဂီလာခရလာဒုဝိလာတေနာသစ္စာဝေဇေနာသုတိမေဟောတုသဗ္ဗရာဘုရားနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနသက်ကယထာမတတ်နိုင်တဲ့ကဲ့သို့တထာထောတုမေငါဤအန္တရာယောအန္တရာကိုကေနစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနသက်ကမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘုရားနာဖယားရှင်တို့ဤဇီဝိတတအသက်တော်ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာယထာမတတ်နိုင်တဲ့ကဲ့သို့တထာထောအတူတုံးမကံသင်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ဤအန္တရာယောအန္တရာကိုကိနာစီတစုံတယောက်သောသူသည်ကာတုံးပြည့်စည်အောင်ပြုခြင်းငါနတ်သက်ကာမတတ်ကောင်းသည်ဟောတုဖြစ်ပါစေတည်းဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အတ္တိတံသေအတ္တယဖို့၌အပတိဟတံစီတာဆိုပိတ်တွန့်လေခြင်းမရှိသောဉာဏ်နဲ့ဉာဏ်တော်၎င်းဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏အနာဂတံသေအနာဂဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်နဲ့ဉာဏ်တော်၎င်းဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရား၏ပြစ္ဆုတ်ပန္နသေပြစ္ဆုတ်ပံဖို့၌အပတိဟတံစီတာဆိုပိတွန့်လေခြင်းမရှိသောဉာဏ်နဲ့ဉာဏ်တော်၎င်းတိဟိသုံးပါးကုန်သောဣမေဓမေဟိကျေးဇူးတော်ဂုဏ်တော်တို့နှင့်သမ္မာနာဂတသပြည့်စုံတော်မူသောဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရား၏ညာနာပုပ္ပင်ကမံညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသာဘာအလုံးစုံသောကာယကမ္မကာယကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောဝစီကမ္မဝစီကံ၎င်းညာနာပုပ္ပင်ကမညာတော်လျင်ရှည်သွားရှိသောညာနာနုပရိဝတ္တညာတော်သို့အစဉ်လိုက်သောသဗ္ဗံအလုံးစုံသောမနောကမ္မမနောကံ၎င်းစာဟိ6ပါးကုန်သောဣမေဓမေဟိဤခုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတတပြည့်စုံတော်မူသောဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားသန္တတသန္တရောဤဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဓမ္မဒေသနာယတရားဟောခြင်း၌ဟာနိရုပ်လျော်ခြင်းသည်နတ္ထိမရှိဝိရိယသာဝိရိယတို့ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိပဿနာယဝိပဿနာဉာဏ်တော်ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိသမာရိသသမာရိတို့ဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဝိမု ക്തി ယအရဟတဖို့ချောင်းသာဤဟာနိရုပ်လျော့ခြင်းသည်နတ္ထိမရှိဒွါရသဟိ12ပါးကုန်သောဣမေဓမေဟိဤကုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတသပြည့်စုံတော်မူသောဘဂဝတောဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသာမြတ်စွာဘုရားအားတဝါရေမြူးခြင်းသည်နတ္ထိမရှိရဝါအချွတ်အချော်ပြောဆိုခြင်းသည်နတ္ထိမရှိအဘုဒ္ဓဉာဏ်တော်ဖြင့်မတွေ့ထီသောတရားသည်နတ္ထိမရှိဝေဂာယိတတဉာဏ်တော်နှင့်မဆင်ခြင်မဲ့အစောတလျင်ပြုမိခြင်း၏အဖြစ်သည်နတ္ထိမရှိ
အဗျာဝတ္တမနောကြောင့်ညာမဲ့သောနှလုံးတော်သည်နတ္ထိမရှိအပတိသင်္ခါရုပိခအစင်ရင်ကင်း၍ဥပေက္ခရှုခြင်းသည်နတ္ထိမရှိအထာရတဟိ18ပါးကုန်သောဣမေဟိဓမ္မေဟိဤဂုံကျေးဇူးတော်တို့နှင့်သမ္မာနာဂတ္တပြည့်စုံတော်မူသောဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားနမောရှိခိုးပါ၏တတ္တနံခုနစုကုံသောသမ္မာသမ္ဗုဒ္ဓနာဝိပတိတိခေဝိတ္တဘူသာသောဘုရားရှင်တို့အားနမောရှိခိုးပါ၏တထာဂတသာဝိပတိယဆရှိသောရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားကာယဒုစရိတံကိုဖြင့်ပြုအပ်သောမကောင်းမှုကာယဒုစရိုက်သည်နတ္ထိမရှိတထာဂတသာရှေးဘုရားတို့ကဲ့သို့လာခြင်းကောင်းတော်မူသောမြတ်စွာဘုရားအားဝစီဒုစရိတံနှုတ်ဖြင့်ပြုအပ်သောမကောင်းမှုဝစီဒုစရိုက်သည်နတ္ထိမရှိတထာဂတသာမြတ်စွာဘုရားသခင်အားမနောဒုစရိတံစိတ်ဖြင့်ပြုအပ်သောမကောင်းမှုမနောဒုစရိုက်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားအတ္တိတံသေယတရဖို့၌ပတိဟတံစီတဆုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားအနာဂတံသေအနာဂဖို့၌ပတိဟတံစီတဆုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဘဂဝါတော်ဘုံတော်6ပါးနှင့်ပြည့်စုံတော်မူသောဗုဒ္ဓသမြတ်စွာဘုရားအားပြစ္ဆုတ်ပန္နံသေပြစ္ဆုတ်ပန်ဖို့၌ပတိဟတံစီတဆုပိတ်တွလိန်သောဉာဏ်တော်သည်နတ္ထိမရှိဗုဒ္ဓသမြတ်စွာဘုရားအတ္တပါအလုံးစုံသောကာယကမ္မံကိုဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မံဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောဝစီကမ္မနှုတ်ဖြင့်ပြုအပ်သောအမှုသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဗုဒ္ဓသမြတ်စွာဘုရားအားသဗ္ဗံအလုံးစုံသောမနောကမ္မစိတ်ဖြင့်ပြုအပ်တော်မူသည်ဉာဏပုပ္ပင်ကမ္မဉာဏ်တော်ရှိသောမရှိခြင်းသည်ဉာဏံဉာဏ်တော်သို့နာနုပရိဝတ္တအစင်မလိုက်ခြင်းသည်နတ္ထိမရှိဣမံဒါရဏဤဆောင်သည်အမိဓမ္မနိုင်ရှင်အားအသမံတုဖက်လီမရှိသဗ္ဗတတ္တနံတတ္တဝခတ်သိမ့်တို့ဤဒါနံမိခိုပုံအောင်ရာလိဖြစ်၏လေနံလီလျောင်းနာဖြစ်၏အာနန္ဒจิตသာအာနန္ဒတန္တာရဘယဗိဒါနံတံတရားဘေးကိုကြောက်ကုန်သောသူတို့ဤအကံအထုအမြတ်ဖြစ်သောမဟာတေဇံကြည်သောတကုတေဇောရှိသောဣမံဒါရဏပရိဒံဤဒါရဏပရိတ်တော်ကိုဒါရိဟိဆောင်ထားလော့ဝါစေဟိသင်ပေးပို့ချလော့ပရိပု္ပ္ပစာဟိစီစစ်မင်းမြန်းလော့တတ္တထုဒါရဏပရိတ်ကိုဆောင်ထားချပေးစစ်စေတော်သူဤကာယေကို၌ဝိသစိတ်သည်နာကမေယမကြောက်ရာဥရကေယေ၌နလည်းကေယမညိတွယ်မနေမွန်ရာအဂိမီသည်နာတဟေယမလောင်ရာနာနာဘယဝီကောအထူးထူးအပြားပြားများစွာသောဘေးရန်တို့မထိမရောက်နိုင်ရာနဧကဟရကောတစုံတယောက်သောသူမြတရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရာ
နာဒွိဟာရကောနှစ်ရက်မကောင်းကြံစီခြင်းငါလီမတတ်နိုင်ရနာတိဟာရကောသုံးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရနာစတုဟာရကောလေးရက်မကောင်းကြံခြင်းငါလီမတတ်နိုင်ရနာဥမတကံယူသို့ပြည့်လွင်သောအနာလီမဖြစ်နိုင်ရနာမူလကံတွေးဝေမိုင်မဲသောအနာလီမဖြစ်နိုင်ရမနုဿေဟိလူတို့သည်၎င်းအမနုဿေဟိဘလူတို့သည်၎င်းနာဟိနကာမညင်းစေမဖြစ်စီမနှိမ့်ဆက်နိုင်ရတံဒါရဏပရိတံထိုဒါရဏပရိတ်တော်သည်ယထကတမံအဘနိဟုမူကားဇာလောကဘာတသိမ့်လောင်သောအခါထွက်သောနေ90ဤအရှိန်အစောနှင့်တူသောတကိုးရှိန်သောအနုဘောရိဟုသောဂုဏ်ရှိထားသောမဟာဇာလောနတ်တရားနဂကလုံးဂုံမံဘလူရခိုင်အစရှိသည်တို့ကိုတားမြစ်နိုင်သောတန်ကွန်ရက်နှင့်တူသောဘုံတကိုးရှိန်သောအနုဘောရိဟုသောဂုဏ်ရှိထားသောဒါရဏပရိတ်တော်သည်ဇာလိတေရေမိမင်ခိုသူမချစ်မနစ်သက်လိုသောသူဟုဆိုအပ်သောယံသူအန္တရေအပေါင်းကိုလီဖယ်ရှားတမ်းမြစ်နိုင်ရ၏မဟာဇာလိတေယောဂန္တရကတထန္တရကဒုဗ္ဗေကန္တရကဟုဆိုအပ်သောကသုံးပါးတို့မထိမရောက်နိုင်ရပုဂ္ဂေအမိဝမ်းတွင်၌ပဋိသန္ဓေနေတော်လီအခြင်းဆွန်ခြင်းနာပင်ခြင်းယူသွခြင်းပြန့်လွင့်ခြင်းအနာမျိုးတို့မှလွတ်စေနိုင်ရ၏မဟာပုဂ္ဂေသစ်ပင်တောင်ကန်း6တို့မှကြာညာတော်လိမသေးနိုင်ရတံပါတေမရသေးသောစီးစိမ်ချောင်းသာယရဏဥစ္စာပေါင်းတို့ကိုလီရစေနိုင်ရ၏မဟာသမ္ပါတေရပြီးသောစီးစိမ်ချမ်းသာယရဏဥစ္စာပေါင်းတို့သည်ကြီးကျယ်ပြန်ပွားများနိုင်ရ၏ဘုတင်္ဂမိဟုတ်မှန်သောအဖြစ်တမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတောကိုတတ္တတတ္တတိသမ္မာသမ္ဗုဒ္ဓကောတိဟိ89ကရေကုံသောဘုရားရှင်တို့သည်ပါတိတံဟောတော်မူအပ်ပြီးဝတေကောင်းသောအကျိုးနေရှင်ရ၏အဝတေမကောင်းသောအကျိုးနေမရှင်ရကန္တဝေကောင်းသောတရားအရသာအနတ်မျိုးကိုဆောင်ရ၏ကန္တဝေမကောင်းသောတရားအရသာအနတ်မျိုးကိုမဆောင်ရနောမေကောင်းသောနှလုံးကိုဆောင်ရ၏အနောမေမကောင်းသောနှလုံးကိုမဆောင်ရသေဝေသူတော်ကောင်းတို့နှင့်ပေါင်းဖော်ရှင်တွဲမိဝဲရ၏အသေဝေသူတော်မဟုတ်သူယုတ်တို့နှင့်ပေါင်းဖော်ရှင်တွဲမမီဝဲရကာယေကောင်းသောကိုယ်ကိုဖြစ်စေရ၏ကာယေမကောင်းသောကိုယ်ကိုမဖြစ်စေရဒါရဏေကောင်းသောအမှုကုသိုလ်ကိုပြုဆောင်ရ၏ဒါရဏေမကောင်းသောအမှုအကုသိုလ်ကိုမပြုဆောင်ရအိလိကောင်းသောအိမ်မက်ကိုမြင်မဲ့ရ၏မိလိမကောင်းသောအိမ်မက်ကိုမမြင်မဲ့ရတိလိကောင်းသောတိတ်နမိတ်ကိုမြင်ရ၏မိလိမကောင်းသောတိတ်နမိတ်ကိုမမြင်ရယောရုခေသေးပြီးသောသစ်ပင်တို့ကိုရှင်စေရ၏မဟာယောရုခေရှင်ပြီးသောသစ်ပင်တို့ကိုလီအကိုင်အခက်အရွက်အလက်နှင့်ပြည့်စုံစေရ၏ဘုတင်္ဂမိဟုတ်မှန်သောအဖြစ်ဓမင်္ဂလံအမိုက်ပြောက်၍အလင်းရောက်ရ၏အာနန္ဒခြေသာအာနန္ဒခောပနာစင်စစ်အကဲမလွဲသဖြင့်ဣမံဒါရဏပရိတံဤဒါရဏပရိတောကို
နဝနဝတ္တိယသမ္မာသမ္ဗုဒ္ဓကောတိဟိ69ကရေကုံသောဘုရားရှင်တို့သည်ဘာတိတန်ဟောတော်မူအပ်သည်ဒေထီလာမကောင်းသဖြင့်ကြံသောသူတို့၏အကြံစီကိုလည်းသိမြင်နိုင်ရ၏တန်ဒီလာဓာလံလေးလက်နဲ့လေးမြမိပေါင်းအမျက်ဝဆရှိသောဘေးတို့ကိုလည်းမထင်မရောက်နိုင်ရမန္တိလာမန္တရာဂါထာအင်းအိုင်တို့သည်လိထမျက်နိုင်ရ၏ရောဂီလာရောဂအန္တရာယ်မျိုးတို့ကိုလည်းပယ်ဖြောက်နိုင်ရ၏ခရလာခံရခဲ့သောရုပ်ပြည့်ဆင်းပြည့်ယောဂါတို့မဆွဲကပ်နိုင်ဒုဗီလာကျွနှင်းတုတ်ထားခြင်းလက်ထိတ်ခတ်ထားခြင်းထောင်သွင်းအကျဉ်းချထားခြင်းပြုညာသောလီလွတ်နိုင်ရ၏ဣတိဤသို့ဗုဒ္ဓဗုဒ္ဓ၏ဖယားဆူသူတို့သည်ဘာတိတံဤမြလောက်အကျိုးရှိ၏ဟုဟောတော်မူခဲ့၏ဧတေနသစ္စာဝိဇေနဒါရဏပရိတ်တော်တကူသည်ဤမြလောက်အကျိုးရှိနိုင်သည်ဆိုသောစကားသည်မှန်ကန်သောကြောင့်သဗ္ဗရာခခသိမ့်မေကျွန်းတို့အားသုတိချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းသဗ္ဗရာခခသိမ့်တုံမကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့အားသုတိလူလီကျမ်းမာစိတ်လီချမ်းသာဘေးပရာပပစ္စည်းဥစ္စာကျွဲဝသည်ဟောတုဖြစ်ပါစေတည်းသာ